大家好，ဒီနေ့老師ပြောပြပေးမှာတော့整體認讀ရင်းချက်16လုံးဖြစ်ပါတယ်။ဒီဟာကိုလူတော်တော်များများကခက်တယ်လို့ထင်နေကြတယ်။ဒါမဲ့老師အခုပြန်ရှင်းပြပေးလိုက်ရင်ခက်မယ်လို့မထင်တော့တော့ပါဘူး။ကဲစလိုက်ရအောင်ပထမဆုံးလိုင်းဖြစ်တဲ့ချစ်ချစ်ရှိရဇချစ်စကရီးနဲ့ပေါင်းလိုက်ရင်လဲမူလအတန်ထွက်လို့ပဲချစ်ချစ်ရှိရဇချစ်စလို့ထွက်တယ်။ဒုတိယလိုင်းမှာရီဝူရီကိုရီဝူပေါင်းလိုက်ရင်လဲသူ့ရဲ့မူလအတန်ထွက်အတိုင်းပဲရီဝူရီလို့ထွက်တယ်။တတိယလိုင်းမှာရေရွေယွန်းရင်ယွင်းရင်ကိုရီနဲ့ပေါင်းလိုက်ရင်လဲမူလအတန်ထွက်အတိုင်းပဲရေရွေယွန်းရင်ယွင်းရင်လို့အဲ့လိုအတန်ထွက်ပေးရမယ်။ဒါဆို老師整體認讀音節ကိုအစဆုံးပြန်ဖတ်ပြမယ်နော်။整體認讀音節知吃吃日滋呲絲一烏魚耶約淵音韻英ငါတို့ခု聲母韻母整體認讀音節3ခုလုံးရလာပြီဆိုရင်ဒီ聲母နဲ့韻母ကိုဘယ်လိုမျိုးပေါင်းရမလဲဆိုတာလေ့လာရအောင်ပထမဆုံးကတော့ပေါ်ဖောမောဖောအတွေ့ပေါ်ကိုအားနဲ့ပေါင်းလိုက်ဆိုရင်အားပေါ်အားပါပေါ်ကိုဝူနဲ့ပေါင်းရင်ဝူပေါ်ဝူပူဆိုဥပမာအနေနဲ့ပေါ်အားပါဆိုရင်ပပပေါ်ဝူပူဆိုရင်三聲နဲ့ပေါင်းလိုက်ရင်ပူရွီနောက်ဖောကိုကြည့်အောင်ဖောဆိုရင်အောဖောအောဖောရီဖောရီဖီချက်ချင်းဖတ်လို့လည်းရရဲ့ဘယ်လိုဖတ်မလဲဆိုတော့ဖောအောဖောဖောရီဖီဖောအောဖောရဲ့ဥပမာဆိုရင်ဝိုက်ဖောဖောရီဖီရဲ့ဥပမာကြတော့ဖိကိုဆိုတာလို့ပြောတာဝိုက်ဖောဆိုရင်ကြတော့အဖွာပေါ့အပေါ်ကဟာရှင်းဖို့မိရရဲ့ပဆိုတာအဖေပူရွီဆိုတာကြောင့်ငါးဖမ်းတော့ပြောတာနောက်တစ်ခုသွားရအောင်နောက်တစ်ခုကမောရီမီဝူမောဝူမူတစ်ဆက်တည်းဖတ်မယ်ဆိုရင်မောရီမီမောဝူမူဥပမာမီရဲ့ဥပမာကမောင်မီကြောင်ကလေးပေါ့နောက်မောဝူမူရဲ့ဥပမာက樹木ဆိုတာတစ်ပင်တစ်တော်ပေါ့နောက်တစ်ခုက for ကိုကြည့်အောင်နော်ဒီ for ကဘယ်လိုဖတ်မလဲဆိုတော့ r for alpha ဥပမာကဖာကွမ်နောက်တစ်ခုက woo for wooဖူချီဒီပိုင်းကို老師ပြန်ဖတ်ပြမယ်နော်အာပေါ်အာပါပဝူပေါ်ဝူပူပူရွေအောဖောအောဖောဝိုက်ဖောရီဖောရီဖီဖိကိုရီမောရီမီမောင်မီဝူမောဝူမူ樹木အာဖောအာဖာဖာကွမ်ဝူဖောဝူဖူချီရဲ့အဓိပ္ပာယ်ကလင်မယားဖာကွမ်ကြောင့်တောက်ပနေလို့အဓိပ္ပာယ်ထွက်တယ်ကဲဒီနေ့ရဲ့နောက်ဆုံးတွဲဖြစ်တဲ့ the eternal အတွေ့အလေ့လာရအောင်မှာဆိုရင်的色ဆိုတာကြွားဝါအဲ့လိုမျိုးပြောလို့ရရင်ရီ笛子叫ပလွီနောက်ထမှာအားထား燈塔ဆိုတာမီးပြတိုက်ဝူထ兔子ဆိုတာယုံ哪吒ဆိုကတုံးကားတဲ့哪吒သိမယ်ထင်ပါတယ်နီး子ဆိုရင်မိန်းကလေးတွေကိုခေါ်ဝဲအသုံးနှုန်းပေါ့
လူကြီးသူမတွေကမိန်းကလေးငယ်ငယ်လေးတွေကိုခေါ်ဆိုနှီးကျဆိုပြီးချစ်စနိုးခေါ်တာမျိုးရှိတယ်။နောက်လဲမှာဆိုရင်လ快乐ဆိုတာပျော်ရွှင်တာ။旅馆ဆိုတာ叫တဲကိုခန်းလို့မို့။好，现在我重新给你们读一遍。的色，一的笛子，啊他灯塔，乌兔兔子，呢哪吒，一妮子，了快乐，旅馆。好，今天的课程就到这里结束了，大家下一个视频见。